ညုံလေးနဲ့ပဲကွာဒီမင်္ဂလာရဲ့စက်တွေအကုန်လုံးယူဆောင်သွားအောင်အရန်လေးရအဲ့လိုပဲရှောက်လိုက်အောင်မယ်ရှောက်တဲ့ချိန်ကျရင်လက်ကလေးကိုလိုလေး10မိနစ်10မိနစ်10မိနစ်14 15ဖြည်းဖြည်းချင်းညီမလေးတို့ရှေ့ကိုအရင်ဟိုရက်လိုက်အောင်ခါလေးစောင့်နေမယ်နော်လက်ကိုဒီလိုအောက်ကိုချောင်းဒီဖြူဒီနော်ရှောက်တယ်ဒီပါလေးကိုဒီမှာနေရာလေးပါတော့ဒီဟိုကတော့ထောက်ရှိတော့ကျွန်တော်ပြေးသွားချင်နေတယ်လားပါလားမှာဒီကပြေးသွားချင်နေတယ်လေဆက်လိုက်ပြီအခုဆိုရင်ဖေမေတို့ကိုကျေးဇူးတင်ခါတော့အပြမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအတွက်မိဘများနေရာယူထားပေးပါရင်ပန်ကြားပါဆိုရင်မိဘတွေကအပေါ့နေမယ်အဲ့တော့သူတို့သားနဲ့ထင်ပေါ်နေရမယ်ပြီးတော့ဒီဘက်ကဖေမေတို့ကလည်းဒီလိုပဲ white ကလေးဖြစ်နေတာဘုန်းနဲ့တောက်လျှောက် supporting ပေးရတာပေါ့နော်သူတို့ကလည်းဒီခါလေးဘိုက်စာနေရတော့ပါကိုသူတို့တနာတော့ခံနေတယ်လေရှိသေးတာနင်းနေနေပဲဘယ်ဒီမလေးကဒီရွယ်ကဒီရွယ်တတာကဲရာဇာအောင်မြင်ပါပြီ